ဒီဘူးကြုံမသိဘူးကျွန်တော်တို့ကြုံမသိဘူးသူကအဲ့လိုမျိုးဟိုပပရဲရလို့ပဲကြားမျိုးပဲရှိတယ် surprise ပါညာဒါပေမဲ့ဘယ်လိုခေါ်မလဲဘယ်လိုခေါ်ထွက်လာတော့ဝုန်းကနေဆိုပြီးတော့ကျွန်တော်တို့ကအဲ့လိုမျိုးတေချာတိရတာပေါ့နော်တေချာတိရတာဟုတ်နော်ဒါတငယ်ချင်းတွေကအကိုကြီးကိုထုံးဟုတ်ကဲ့ဆိုတော့ဒါအဲ့ဒါဘယ်လိုလဲ PTP ရလဲပြပြပေးပါဦးဝမ်းသာတယ်ကိုထုံးတော့အများကြီးဝမ်းသာတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါကိုကြီးနဲ့လည်းပြန်မညီကိုလိုပဲနေနေရဆိုတော့ကိုကြီးတွေဒါအများကြီးကိုဝမ်းသာပါတယ်မသိဘူးကြုံမသိဘူးကျွန်တော်တို့ကြုံမသိဘူးသူကအဲ့လိုမျိုးဟိုပပရဲရလို့ပဲကြားမျိုးပဲရှိတယ် surprise ပါညာဒါပေမဲ့ဘယ်လိုခေါ်မလဲဘယ်လိုခေါ်ထွက်လာတော့ဝုန်းကနေဆိုပြီးတော့ကျွန်တော်တို့ကအဲ့လိုမျိုးတေချာတိရတာပေါ့နော်တေချာတိရတာဟုတ်ကျွန်တော်တို့ shooting မှာကျွန်တော်တို့ shooting ရောက်နေတာပြီးတော့ post တက်လာတော့ဟာတို့ကလုံးပြီးလို့တွေ့ဟမ်ဒီလိုပါပဲဘုရားနဲ့ဆန်းတယ်နော်ပန်းချံမှာပဲဘုရားဟုတ်တယ်အေးချမ်းတာပေါ့အိမ်မက်ကတော့ဒီကျွန်တော်ကတော့တိတ်မအိပ်ပြလို့လားမသိဘူးအိမ်မက်ကိုယ်ကတော့ဗာမဲတော့မသိသေးဘူးအဲ့လိုသူများတွေပြင်တော့ဝမ်းသာပါတယ်ကျွန်တော်မှတော့ခုနပြောသလိုမအိပ်တာကြာပြီဆိုတော့အိမ်မက်တွေကသိမမတ်တာတော့ကြာပြီကိုကနာမည်ကြီးတမင်ရလားညာနာမည်ကြီးတမင်ရတမင်တော့မကပ်ပါဘူးကျွေးပါတယ်အမေကပုံမှန်တော့စားဟောညကောင်းတယ်နော်တိုက်တယ်မှာအင်တာဗျူးမယ်ဆိုတာတော့ဒါမျိုးဥစားတွေးထားတာရှိတာငယ်ပါသေးတယ်ဟောတို့တရားတော့မှန်တမ်းပြောရင်တော့အဲ့လိုကြီးတော့မရှိသေးပါဘူးအင်တာဗျူးမဲ့ plan ကတော့ကျွန်တော်မှကျွန်တော်အခုသွားမဲ့လမ်းကြောင်းထဲမှာတော့မရှိသေးဘူးမရှိသေးဘူးဆိုတော့အေးစစ်စစ်ပါပဲအေးချင်းချင်းပဲနေသွားဖို့တော့ရှိပါလက်တလောပေါ့နော်နောက်တော့ဘာမှကြိုမမြင်ရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းမပြောတတ်ဘူးပေါ့မပြောတတ်ဘူးမသိဘူးကျွန်တော်အဲ့တော့ကိုမသိဘူးဖြစ်နေတာမကြိုးပြောပါဘူးကျွန်တော်ပြောပြလိုက်ဦးအဲ့လိုဟုတ်တယ်နည်းနည်းခဏထုတ်ထားတာအလုပ်ပဲဖိလုပ်ချင်လို့လားမအလို့လုပ်ပဲလုပ်စရာရှိတာဟုတ်ကျွန်တော်မရှိတာအလုပ်ပဲလုပ်စရာရှိနေတော့အလုပ်ပဲလုပ်တာပေါ့နော်အဲ့လိုပါပဲအမားတို့ရဲ့တို့ပါကျွန်တော်တို့ဒီနေ့ကယောက်ျားအိကန်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကျွန်တော် press show ပေါ့နော်ဆိုတော့ယောက်ျားအိကန်ရုပ်ရှင်ကားကြီးကဒါကျွန်တော်တို့ရဲ့ဆရာဦးမျိုးမင်းရဲ့ဒါ heavy drama ကိုမှမတူညီတဲ့ရတာနဲ့ခံစားရမယ့်ကားလေးဖြစ်တယ်ပြီးတော့ကိုလင်းအောင်တို့ထောင်ရှိုင်းတို့ညီမလေးပန်းအောင်ချဲညီမလေးဝင်လာပြီးပေါ့နော်ကျွန်တော်တို့တည်တဲ့သူတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တကယ်ချင်းတွေပဲဆိုတော့ဒါရောက်အားပေးဝင်ရဖြစ်တာပါလေရဘယ်တော့နာကျင်လဲဘယ်တော့ပူလောင်နေရမလဲညာသားမောင်ဘူးလို့တော့မချမ်းသာရှင်ကြီးဆရာကဒီအစတွေက heavy drama ကိုပိုင်နိုင်တဲ့ director တယောက်ဆိုတော့အခုဒီစကားကိုမြင်လိုက်ရတဲ့အချိန်မှာဒီဘက်ခေတ်ရဲ့အရသာလေးခံစားရတယ်ပြီးတော့ဆရာရဲ့အရင်ရိုက်နေကြ heavy drama ကိုမှဒီဘက်ခေတ်နဲ့ထပ်ပြီးတော့ပေါင်းစပ်လိုက်တဲ့ကားတကားပေါ့နော်အဲ့လိုကားဆိုတော့ဒါဇလန်မျိုးစားထွေလာကြည့်လိုက်တာနဲ့ဟိုဒါအရသာတစ်မျိုးပေါ့နော်ခံစားချက်မျိုးစုံကိုပေးနိုင်တဲ့ကားလို့ကျွန်တော်မြင်ပါတယ်။ဝေးတဲ့။ဘာ idea ကဲလေ။ဟုတ်ပါပြီ။အဲဒီအမိုက်ပါနော်။ဘာဖြစ်လဲဘူးမဒီဖမ်ဒီနဲ့သွားကြိုင်တော့ရှာပြီပေါ့။ယောက်ျားတစ်ယောက်အနေနဲ့အဲ့လိုအထင်ခံရတယ်ဆိုတာယောက်ျားချင်းဖြစ်ရှိနေခြင်းအားလုံးအစော်အားခံလိုက်ရတာမင်းကားပါဒီကားထဲမှာပါတယ်တရုတ်ဆောင်တွေအကုန်လုံးဒီ၄ယောက်လုံးပေါ့နော်တော်တော်လေးကိုအားဆိုင်ပြီးအားထည့်ထားတာကိုတွေ့ရတယ်ပြီးတော့ကာရီတာတစ်ခုချင်းစီပါလေသူတို့ဒါလက်ခံပြီးတော့ရိုက်ကူးထားတဲ့တရုတ်ဆောင်တွေကဒါတာဝန်ကျေစွာတရုတ်ဆောင်ထားတာကိုလည်းမြင်ရတယ်ပေါ့နော်တာဝန်ကျေရတဲ့ပို့ပြီးတော့စူးစမ်းထားတာကိုကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီကားလေးကပို့ပြီးတော့ဒါ၄ယောက်လုံးကမြန်ဆိုင်နဲ့စူးစမ်းထားတာဖြစ်တေချာလေးကိုစူးစမ်းထားတာဖြစ်တဲ့အတွက်ဒါအကုန်ကြည့်ရတာဟိုပါပေါ့နော်ကြွတာပေါ့နော်ကာရီတာတွေကအဲ့လိုကြည့်ရတာမိုက်တယ်ပေါ့ညနေကျစကားလည်းမဟုတ်ဘူးပြီးတော့ dialogue လေးတွေကအစပေါ့နော်မိုက်တယ်ပေါ့နော်ထိတယ်ပေါ့ကျွန်တော်ခုနပြောသလိုကျွန်တော်ကြိုက်တဲ့စောင်းဝင်ကန်းဆိုရင်ဒါပန်းရောင်ချဲသူပောက်ကွဲတဲ့အခန်းပေါ့နော်သူပြောတဲ့ dialogue နဲ့သူ move နဲ့ကမိုက်တယ်သူ dialogue ကလည်းအထားကျတယ်အားကြတယ်ကိုချစ်တဲ့ယောက်ျားတစ်ယောက်ကတခြားယောက်ျားလေးတစ်ယောက်အတွက်အသေးကွဲနေတယ်ဆိုတာကြီးခံစားချက်ကပေါ့နော်အဲ့ဒီခံစားချက်ပြောရတဲ့ခံစားချက်နဲ့ dialogue နဲ့ကတော့မ
မိုက်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ကိုလည်းခံစားရတယ်ပေါ့ဆိုတော့အဲ့ခံစားချက်ကြီးကိုရောက်အောင်ပေးနိုင်တယ်အဲ့တော့အဲ့ကျမကန်တော့ကျွန်တော်ကြည့်ခဲ့တဲ့ trailer တွေထဲမှာအကြိုက်ဆုံးပေါ့ကျွန်တော်အခုရုပ်ရှင်ရိုက်ထားရတော့ရှိပါတယ်ပေါ့နော်ကျွန်တော်ရဲ့ senior မင်းသမီးတွေနဲ့လည်းရိုက်ထားရရှိတယ်ပြီးတော့နောက်ထပ်လည်းရိုက်ထားရတယ်ဟို season တွေတော့ပေါ့နောက်ထပ်လည်းရိုက်ဖို့ season တွေပါတယ်ဟုတ်ပါတယ်ကျွန်တော် character တစ်ခုအတွက်ကနမွေးထားတာပေါ့ဟုတ်ကဲ့ထူးခြားတဲ့ character လေးတွေလာပါလိမ့်မယ်ကျွန်တော်အနားနီးမှပဲကျွန်တော်ပြောပြပါမယ်ဟိုလောလောဆယ်ကနည်းနည်းတော့လူသေးတာဖြစ်တဲ့အတွက်ရုံနေကန်နီးမှဒီကားလေးတွေဂျုံတင်တော့မယ်ဆိုပြီးထွက်လာတဲ့အချိန်ကြမှာပဲကျွန်တော်ပြောပြပါမယ်ထူးဆန်းတဲ့ character လေးတော့လာဖို့ရှိပါတယ်ပြီးတော့ဇလန်းထဲမှာလည်းအဲ့လိုထူးဆန်းတဲ့ဖြစ်မဲ့ပေါ့နော်နောက်တဲ့ရသတစ်မျိုးဖြစ်မဲ့ဇလန်းလေးလည်းလာဖို့ရှိပါတယ်ဟုတ်ဒါတော့ကျွန်တော်ကြုံမပြောချင်ဘူးဆိုတာနည်းနည်းလေးဝေးသေးတော့ကျွန်တော်ကြုံမပြောချင်သေးဘူးထွက်လာတော့မှကျွန်တော်ဒေချာလေးပြောပြမယ်ကျွန်တော်ပေါ့နော်ဒီနေ့ဒီချိန်ဒီအားပေးလာတဲ့ပရိသတ်တွေအကုန်လုံးတကယ်အများကြီးခါတော့ပြုပါတယ်အများကြီးကျေးဇူးတင်ပါတယ်ထပ်ပြီးလည်းကျွန်တော်ဆက်ပြီးတော့ကြိုးစားတော့ပါအောင်မယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါရှင်ကျေးဇူးပါခင်ဗျာ